yogaကဘာအရာရာမှပြန်နှံသွားပြီနော်အားလုံးပဲမင်္ဂလာပါတူပေါက်ထဲမှာရှိတဲ့ clone stem tool နဲ့ button stem tool အကြောင်းပြောပြမှာဖြစ်ပါတယ် shortcut key ကတော့ S ဖြစ်ပါတယ်ပထမဆုံး clone stem tool ကိုရွေးချယ်ထားရပါတော့2 option ဘားထဲမှာရှိတဲ့ red ထဲက bread ပုံစံမိမိနှစ်တက်ရတစ်ခုခုရွေးထားပါပေါ့နော်ဒီ mode မှာတော့ကျွန်တော်ထုံးစံအတိုင်းပဲဒီမှာအများကြီးရှိတဲ့ထဲကနေပြီးတော့ပုံမှန်တော့ normal ပေါ့နော်ဒါလည်းလိုက်စမ်းတောက်ကြည့်လို့ရမှာနော် opacity တော့100 flow က100ပေါ့နော်ဒီမှာ align မှာချက်ပေါက်မှာအမှန်ချစ်ဖွင့်ထားတယ်အမှန်ချစ်မဖွင့်ထားဘူးပေါ့နော်ဒီ sample မှာတော့မြင်တဲ့အတိုင်းပဲ current layer တော့ default ဖြစ်ပါတယ်အဲအောက်မှာနှစ်ခုရှိရပေါ့နော်အဲအောက်နှစ်ခုတည်းကကျွန်တော်ဒီ current below ကဘယ်လိုအနေထားမှာတုံးရလဲဆိုတော့ပြောပြမယ်ပထမအောင်ဆုံးကျွန်တော်တို့ကဒီ layer မှာကြည့်မယ်ဆိုရင်ဒါတော့ခတ်ထားတဲ့အနေထားလေးပေါ့နော်အဲဒီမှာကျွန်တော် empty layer တခုခေါ်လိုက်တယ်ပေါ့ဒီလိုအနေထားခေါ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ 2 option ပါတဲ့ဒီ current below ဆိုတော့ရွေးထားတင်ပါတယ်အဲ့တော့ဒီခုလောလောဆယ်တော့ကျွန်တော်ဒီ current layer ကိုရွေးလိုက်မယ်ဒီ layer ကိုပြန်ဖြတ်လိုက်မယ်ပေါ့နော်ဒီ2ပေါက်ဘက်မှာကြည့်မယ်ဆိုရင်လည်းဒီ2ကတော့ရွေးထားပြီပေါ့နော်ကျွန်တော်ဒီဓာတ်ပုံလေးကိုဒီပန်းအိုးပုံလေးကိုဒီမှာ copy လာယူချင်တာလာယူချင်တဲ့အတွက်ကျွန်တော်တို့က left click တစ်ချက်ထိလိုက်မယ်ဆိုရင်သူကဒီပေါက်ကျလာပါတော့သူကနားမလည်ဘူးဖြစ်နေအဲ့တော့ဒီဟာလေးကိုနားလည်အောင်ကျွန်တော်တို့က keyboard ပေါ်က order ခလုတ်လေးဖိပြီးတဲ့အချိန်မှာဒီလိုအပေါင်းပုံစံလေးတက်လာပါတော့ကို copy ယူချင်တဲ့နေရာမှာ left click တစ်ချက်ထိလိုက်ပါထိပြီးတော့ order ဖိထားတာလေးလွတ်လိုက်ပါနော်လွတ်လိုက်ပြီးတော့ကျွန်တော်တို့ထားချင်တဲ့နေရာမှာဒီနေရာမှာထားချင်တယ်ဆိုရင်ဒီနေရာလေးမှာ left click လေးဖိပြီးတော့ကျွန်တော်တို့မလွတ်နဲ့အောင်အဲ့ဒီပေါ်လာတဲ့ပတ်လေးကိုလွတ်ချလိုက်ပါတော့ဒါဆိုရင်ဒီမှာပန်းအိုးပုံကရရိုက်ပါတော့အဲ့တော့ကျွန်တော်ဒီအနေထားမှာကြည့်မယ်ဆိုရင်ဒီ align ရဲ့သဘောတရားအမှန်ချစ်ဖွင့်ထားတဲ့သဘောတရားဒီသူ့ရဲ့အရိပ်တွေဒီသူ့ဖုန်းတွေပတ်လဲမှာသူကလာပြီးတော့ဆွဲသွားမယ်ဆိုရင်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် left click လေးနဲ့ဖိပြီးတော့ left click မလွတ်ဘဲနဲ့တွားလိုက်မယ်ဆိုရင်ဒီမှာသူ့လမ်းကြောင်းမှာဟောဖုန်းလေးရှိနေပါတော့ဒါလိုမျိုးလေးတွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီဒီဖုန်းလေးကိုရချင်တယ်ဆိုရင်ဒီဖုန်းပေါ်မှာ order ထပ်ထိပါ left click တစ်ချက်ထိလိုက်ပါပြီးရင်ဒီဖုန်းကိုထားချင်တဲ့နေရာလေးမှာကျွန်တော်လာဆွဲထားလိုက်ပါဗောနော်ဟုတ်တော့ဒီဘောပန်လေးကိုဖျောက်ချင်တယ်ဗောဒီစာအုပ်ကိုလည်းဖျောက်မယ်ဆိုရင်ကျွန်တော်တို့ဒီတားစားပေါ်မှာ order လေးဖိလိုက်ပါလို့ပေါင်းတက်လာဆိုရင် left click တစ်ချက်ထိပြီးတော့ order လွတ်လိုက်ပြီးရင်ကျွန်တော်လှုပ်တော့တာကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီ2ပေါက်ထဲမှာရှိတဲ့ဒီ clone stem tool ကိုနားလည်ပြီးလို့ထင်ပါတယ်ထပ်ပြီးတော့ကျွန်တော်ဒီ pattern stem tool လေးကိုရှင်းပြမှာဖြစ်ပါတယ်ဒါလေးကိုရွေးချယ်လိုက်ပြီပေါ့နော်ပုံစံလည်းပြောင်းတော့ပါပြီအဲ့တော့သူကဘာလုပ်လဲဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာလာပြီးတော့ကျွန်တော်တို့ဒီမှာ pattern တစ်ခုရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ pattern ကြိုက်တယ်ဆိုရင်အဲ့ဒါလေး left click ရွေးချယ်လိုက်ပါရွေးချယ်ပြီးတော့ဒီနေရာလေးလာထိလိုက်ပါနော်ပြီးရင်ကိုထားချင်တဲ့နေရာမှာright side လာချက်မယ်ပေါ့နော်ဒါကို control z လုပ်လိုက်မယ်ဒီမှာ right side လေးလာကြည့်လိုက်မယ်နော်ကြည့်ပြီးတော့မကျွန်တော်တို့အဲ့ pattern လေးကိုလာဖြည့်လိုက်တဲ့သဘောပေါ့နော်ကြည့်ကြည့်ရပါဆိုင်နောက်ပိုင်းမှာပြန်ဆောင်ရအောင်